ဦးဂျင်မီနဲ့ကိုစီယာတော်တို့ဖမ်းမိပြီးဆိုတဲ့သတင်းကိုစသိလိုက်ရတဲ့အချိန်ကကျွန်တော်တို့တော်တော်လေးကိုကျွန်တော်စိတ်ပူရတယ်ပေါ့သူတို့ကျွန်တော်ရုံးထွက်တိုင်းလည်းအဲ့ဒီဦးဂျင်မီတို့သတင်းတွေကျွန်တော်မေးတယ်ဟိုဘယ်ရောက်နေပြီလဲကိုစီယာတော်တို့ဘယ်ရောက်နေပြီလဲဆိုတဲ့အဲ့ဒီလိုမျိုးကျွန်တော်မေးရတယ်ပေါ့သူတို့ထောင်ရောက်လာတော့လေတိုက်ထဲမှာထားတယ်ဆိုတဲ့ဟာတော့ပဲကျွန်တော်သိရပါတယ်တိုက်ထဲမှာတိုက်ပိတ်ထားတဲ့အတွက်ကျွန်တော်တို့အဲ့လိုတစ်ခါမှတွေ့ခွင့်မရတော့ဘူးကိုစီယာတော်အမေကတော့ကြနေရပါတော့သူသားနဲ့ဗီဒီယိုကောပြောလိုက်ရတယ်သူကတာမန်လိုပဲစကားတွေပြောနေတယ်အေးမမောပဲစပင်လေးတောင်မှစီးထားတယ်ပြီးတော့မမသားစီကိုမဟုတ်ဘူးပေးအောင်ပေါ့နော်မဟုတ်ပေးအောင်ဆိုတော့ဘာစားကျင်လို့လဲဘာညာနဲ့သူ့အမေကတော့မှပြန်ပြောလိုက်သေးတယ်အဲ့တော့တင်းတန်နေမှာသူ့အမေကကိုစရာတော့စီကိုပါဆယ်သွားဖို့တော့ပေါ့ပါဆယ်သွားဖို့အသက်စီပေါ်အတက်မှာပဲအဲ့တဲ့တင်ကြားလိုက်ကြတယ်ဆိုတဲ့ဟာမျိုးဟိုကျွန်တော်တို့ပြန်ကြားတယ်ပေါ့ဗျာအကျိုးမိတ်ပေးမယ်ပေါ့နော်ဆိုပြီးကြားတော့ညီမတို့လည်းဒီအထဲတွေကလူတွေကလည်းမဖြစ်နိုင်ဘူးပေါ့နော်ဒါကတော့သူတို့လုံမှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလဲတွေးတယ်တစ်ဖက်ကလည်းပြောလို့တော့မရဘူးပေါ့သူတို့လက်ထဲမှာဆိုတော့သူတို့လှုပ်ချင်တိုင်းလှုပ်လို့ရမှာပဲဆိုပြီးတော့အဲ့လိုမျိုးကြီးလောက်ပဲညီမတို့ကြားတာပေါ့နော်29လ2022ပေါ့နော်အဲ့ဒီနေ့လောက်ထဲကဘာတွေဖြစ်နေလဲဆိုတော့အဲ့ကျိုးစင်ကိုပြန်ပြင်တာတွေလုပ်နေတယ်အဲ့မှာမိဆက်တွေချနေတယ်မိဆက်ကြီးအဲ့မှာစတန်မိုင်လာချထားတယ်ပြီးတော့မြေကြီးတွေဖိုးတယ်အုတ်ခဲတွေထည့်တယ်ပြီးတော့ဆေးတွေပြန်တုပ်တယ်အဆောင်ပုံစံမျိုးအကာလေးတွေပြန်လုပ်တယ်အဲ့ဒါတွေကိုမြင်နေရတာပေါ့နော်ထောင်မှာအယူအဆရှိတယ်ကျိုးစင်ဒီသူကအသုံးပြုဖို့မရှိဘဲနဲ့ဦးကတခုတို့အထက်ကအမိတ်မရှိဘဲနဲ့ဒါကိုသူတို့ပြုတ်ပင်ထင်းနေတာမျိုးတို့ကမလုပ်ဘူးအနားကိုတော့မှရောင်လို့တော့မှမသွားဘူးပေါ့နော်ဆိုတော့ဟိုမျက်နှုတ်မယ်ဆိုရင်တော့မှပဲကျိုးစင်တာမျက်ကိုမနှုတ်ဘူးအဲ့လိုမျိုးအယူအဆရှိတယ်ဆိုတော့အဲ့ဒီချိန်မှာဒီကျိုးစင်ကိုပြင်းနေဒီမြက်တွေပါတယ်ကျွန်တော်တို့နှုတ်လာတယ်ဆိုတဲ့အခြေအနေမျိုးကဟိုတန်ရှင်းလုပ်တယ်အဲ့လိုပြုတ်ပင်ထင်းနေဆိုတဲ့ပုံစံမျိုးကအကြောင်းမင်းတော့မဟုတ်ဘူးဆိုတော့တကယ်မလုပ်ပါသေးနဲ့လို့ပဲကျွန်တော်ဆူတောင်းရင်းနဲ့ကျွန်တော်နေခဲ့ရတာပေါ့အဲ့ဒီဇူလိုင်လအတွင်းမှာပဲထောင်နေကိုဒီပြည်လေးကအဲ့လိုခေါင်းကြီးပိုင်းတယောက်ရောက်လာတယ်အဲ့ဒီချိန်မျိုးမှာကျွန်တော်တို့အခန်းထဲမှာတန်းပိတ်ပြီးတော့ထားတဲ့ဥစ္စာမျိုးတွေရှိတယ်အပေါ်ဆောင်ထောင်ခေါ်အပေါ်ဆောင်လို့ခေါ်တဲ့ဒီအဆောင်တွေကနေပြီးတော့အဲ့ကျိုးစင်ကိုလှမ်းမြင်နိုင်တဲ့နေရာမျိုးတွေရှိတာကြောင့်အဲ့ဒီနေရာမျိုးတွေမှာဆိုလို့ရှိရင်လည်းတာလပတ်အစိမ်းရောင်ကြီးတွေနဲ့ကားတဲ့ဥစ္စာမျိုးတွေအဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့စပြီးတော့သတိထားမိခဲ့တယ်ပေါ့20ရက်နေ့လောက်ကတည်းကထောင်ထဲမှာစတန်မိုင်စဆွဲတော့ဗောနော်စတန်မိုင်ဆွဲတယ်ဆိုတာထောင်စကားရပြောရရင်တော့ဗျာထောင်ဝန်ထမ်းတွေကိုဝင်ထွက်ပိတ်လိုက်တဲ့သဘောပေါ့အထဲမှာ GDP ရဲ့ဝန်ထမ်းလည်းအပြင်မထွက်ရဘူးအပြင်ရောက်နေတဲ့ဝန်ထမ်းလည်းအထဲမဝင်ရဘူးပေါ့ဒီစတန်မိုင်မှာဖြုတ်ဝင်ခြင်းပေါ့စတန်မိုင်ဆွဲပြီးလိုက်တဲ့ကသမင်းနှန်းမှာမထွက်ရတော့ဘူးဘေးမထွက်တော့ဘူးဒီခါမှမကြုံဘူးတာထောင်ထဲမှာဟိုအဲ့ကျွန်တော်တို့စားဖို့သမင်းကိုထောင်ဝန်ထမ်းတွေကိုယ်တိုင်ထမ်းပြီးတော့အဆောင်တွေထိလိုက်ပို့တဲ့ဟာတွေပါကြုံလာတာထောင်ထဲမှာဒါမျိုးခါမှမကြုံဘူးတော့ဝန်ကြီးလာတယ်ဆိုရင်တော့သမင်းနှန်းထွက်တာဒီပါတွေနားရတာဆိုတာမရှိဘူးလေအခုကြတော့ဝန်ထမ်းတွေကိုယ်တိုင်တမ်းပြီးလာဖို့တော့ဆိုတော့ပို့ပြီးအံ့ဩစရာဖြစ်တာပေါ့အဲ့တောက်ကြနေညကမီးပြတ်တယ်မီးပြတ်တာတော်တော်ကြာပြတ်တာပေါ့နော်အဲ့ထောင်မှာကမီးပြတ်တာတွေပါအင်းစိန်တောင်မှာမီးတွေပါပြတ်လို့ရှိရင်ချက်ချင်းပြန်လာတာလေဟိုအဲ့မှာတော့ကတော့မီးကတော်တော်ကြာပြတ်သွားတယ်ပေါ့နော်မီးကိုလုံးဝဖြတ်ထားတယ်အဲ့ဒီချိန်အတွင်းမှာတညလုံးမှာဆိုလို့ရှိရင်ထောင်ထဲမှာပုံမှန်ဆိုရင်ဝန်ထမ်းအရေးအတွက်ကထောင်ထဲမှာဒီကျွန်တော်တစ်ဆောင်မှာဆို4-5ယောက်လောက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီညမှာအဲ့22ရက်နေ့ညကြိုးပေးမဲ့ညမှာကင်းလှဲတဲ့ဥစ္စာတွေကပွင့်နေလို့ဦးစီးလို့ဟိုယာရူးမျိုးတွေကနေပြီးတော့စပြီးတော့ကင်းလှဲနောက်ရကျွန်တော်တို့အဆောင်ထဲမှာဆိုလို့ရှိရင်လည်းဝန်ထမ်းအရေးအတွက်ကအယောက်20-30လောက်ရှိတယ်အကုန်လုံးကယူနီဖောင်းအပြည့်နဲ့အဲ့ဒီညမှာအဲ့ဒီမိုးတွေအရမ်းရွာတယ်ဗျမိုးကလည်းရွာတယ်ပြီးတော့မီးလည်းခဏပြတ်သွား9နာရီခွဲနဲ့6နာရီအတွင်းပေါ့နော်အဲ့ချိန်တောင်မှလိန်မော်သီးပေါ့လိန်မော်သီးဆိုတာတော့ကျွန်တော်တို့ထောင်မှာခေါ်ပေါ့ဒါဟိုဟာတည်တံကြအကျဉ်းသားကိုပြောတာဆိုတော့တည်တံကြအကျဉ်းသားပေါ့လိန်မော်သီး4-5ယောက်လောက်ရှိတယ်တဲ့4-5ယောက်လောက်ကိုတဲ့မင်းကြီးကိုဖြတ်ပြီးတော့အောက်ဆောင်ဘက်ကိုခေါ်သွားတာတွေ့တယ်တဲ့အဲ့လိုမျိုးသူကပြောတယ်ဟိုအဓိကထင်ထင်ရှားရှားမြင်လိုက်ရတာတော့
ဒီရွက်ဖြစ်တဲ့မူတာကိုမြင်ရတယ်23ရက်နေ့မနက်နဲ့24ရက်နေ့မနက်မှာလှဲတွေတွန်းရတဲ့အတန်ကြားတယ်သူတို့ဒီအလောင်းတင်လာတာပေါ့ဗျာအလောင်းတင်ပြီးတော့နောက်ပေါက်ကထုတ်တာဆိုတော့ကျွန်တော်တို့အဆောင်ကနောက်ပေါက်နားမှာရှိတာဆိုတော့အဲ့လိုမျိုးတွန်းလာတာကိုကျွန်တော်တို့မြင်လိုက်ရတယ်ဘာရတယ်အဲ့တော့ကျင်းပြီးတော့တခုကတော့ကိုချီမီနဲ့ကိုစရာတော်နဲ့လန်တာယာကျွန်တော်တို့ညီကိုတော့2ယောက်ကိုစုစုပေါင်း4ယောက်ပေါ့နော်4ယောက်ကို23 24မှာတတ်တယ်ကိုဂျီမီနဲ့ကိုစရာတော်တော့23ရက်9လ2022မှာတတ်တယ်လို့ကျွန်တော်တော့မနက်ထောင်ဖွင့်တဲ့အချိန်ကျတော့အဲ့ဒီမနက်ပိုင်းကြားတဲ့ဘာယာသမားတွေကကိုကြီးမနက်ကတွန်းလှဲတွေဖြတ်သွားတယ်လူတန်တွေလည်းကြားတယ်မြန်သွားလို့လည်းပြောနေတယ်နေကြားတယ်ပေါ့နော်အဲ့ဒါလေးတွေစပြီးကြားရတယ်အဲ့ဒါ23ရက်9လ2022စနေနေ့ပေါ့နော်ပြီးတော့24ရက်နေ့မနက်မှာလည်းအဲ့လိုမျိုးတွေပဲအတန်တွေထက်ကြားရတယ်ပေါ့ဒီတွန်းလှဲတွေလှိမ့်သွားတဲ့အတန်တွေဒီဝန်ထမ်းတွေပြောဆိုနေတဲ့အတန်တွေအဲ့ဒါမနက်4နာရီနဲ့9နာရီကြားထဲမှာဖြစ်မယ်မနက်3-6ဘာယာသမားတွေကြားရတာဟုတ်ဒါပေမဲ့သူ့လောပဲတတ်ဖို့လုပ်နေတယ်ဒါပေမဲ့မတတ်တော့ဘူးပဲထင်တာတော်တော်များများတော့ဒါကောလာဟာလာပဲပေါ့ဒီလိုကြိုးပေးတဲ့ကိစ္စမျိုးတော့ရှိလာမှာမဟုတ်ဘူးဆိုပြီးတော့အကုန်လုံးကတော့ယူဆကြတယ်ဒီအချိန်မှာဒီကောင်တွေဒီအာနာပိုင်တွေအနေနဲ့ဒီလိုမျိုးလုပ်လို့ရှိရင်ယူတာပဲဆိုတဲ့ဥစ္စာမျိုးတွေစဉ်းစားချက်တွေတော်တော်များများမှရှိကြတယ်ဒါပေမဲ့အဲ့တည်းကမသေးချာသေးတော့ဘာလို့လောက်ရမှန်းမသိသေးဘူးရုံးပိတ်ရက်ကလည်းဖြစ်နေရောညီမတို့အားနဲ့ဒီတနင်္လာနေ့ရုံးနေပြန်ဖွင့်မဲ့နေ့ထီကိုစောင့်မယ်ပေါ့နော်ဒီ25ရက်နေ့ပေါ့25ရက်နေ့နေ့လယ်ပိုင်းကျွန်တော်တို့ဒီတန်းပိတ်ထားတဲ့အချိန်မှာကျွန်တော်သတင်းစာဝင်လာတယ်ပေါ့ဂျေးမုံနဲ့ညီမအလင်းဝင်လာတယ်အဲ့အချိန်မှာကျွန်တော်တို့သိလိုက်ရတာကဒီသတင်းစာဖတ်ကြည့်တဲ့အခါမှာဒီတေတံပေးလိုက်ပြီးတော့ဦးဂျီမီနဲ့ကိုစီရတော့အပါဝင်ဒီ4ယောက်ကိုတေတံပေးလိုက်ပြီးတော့ကျွန်တော်တို့စပြီးတော့သိရတယ်သတင်းစာထဲမှာပါလာတော့ဗောဗျာကိုဂျီမီရဲ့ကိုစီရတော့ရဲ့ဒါကျွန်တော်ရဲ့သူရဲကောင်းတွေပဲနောက်လှိုင်းတာ2ယောက်ရဲ့ဗောနော်ပြတဲ့စီရင်ပြီးကြောင်းဆိုပြီးပါလာတော့တပ်ပလိုက်တာဗောဒါကတော့ပြောမယ်ဆိုလို့ရှိရင်ဒီ view လိုက်ရတာဗောနော်ကျွန်တော်မျက်စိနဲ့မမြင်ရပါပဲကျွန်တော်23ရက်နေ့မနက်အစောပိုင်းမှာလှုပ်လိုက်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်စကားမပြောပြကြဘူးဟိုနားတဆူဒီနားတဆူထိုင်ပြီးတော့မှိုင်နေကြတယ်တော်တော်လေးခံစားနေရတဲ့ပုံစံကျွန်တော်မြင်ရတယ်ပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီအချိန်ကကျွန်တော်တို့ကိုစောက်တီးရမယ်တော်တော်လေးဖြစ်ခဲ့ရတယ်အဲ့ဒီသတင်းကိုလည်းသိရောလူတွေအကုန်လုံးကကိုခန်းကိုပြန်ဝင်ကြတယ်ကိုခန်းကိုပြန်ဝင်ချင်းခန်းနေတဲ့လူတွေကလည်းချင်းမခတ်တော့ဘူးကျန်တဲ့လှုပ်ရှားရှိတဲ့အလုပ်တွေလုပ်နေကြတဲ့လူတွေကလည်းမလုပ်တော့ဘူးပြန်ဝင်တိတ်ဆိတ်သွားတယ်ဗျတဆောင်လုံးကအကြတယ်မကြားတော့အောင်တိတ်ဆိတ်သွားတယ်တော်တော်တိတ်ဆိတ်ငြိမ်သက်သွားတယ်ပေါ့နော်ဒီကောင်တွေကတော့ဒီလိုလှုပ်လိုက်ပြီးငါတို့ဘာဆက်လှုပ်ကြမလဲဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်ရတယ်ကျွန်တော်တို့သူတို့ဈေးဘာဝယ်တာတဲ့ဟာတွေကိုအကုန်လုံးဖြတ်ချပလိုက်တယ်ဈေးဘာကိုဝိုင်းကော့လောက်တာပေါ့နော်သူတို့တွေအတွက်ဂျမ်းဖြစ်သွားအောင်လို့ဆိုပြီးတော့ကျွန်တော်တို့ဒီဈေးဘာဝယ်ရတဲ့ဟာတွေကိုအကုန်လုံးကျွန်တော်တို့အဆောင်မို့ခွန်ဆောင်တစ်ခုလုံးအကုန်လုံးဖြတ်ချလိုက်တယ်ပြီးတော့ဒီထောင်ဝင်နှန်းတွေရောင်းတဲ့မုတ်တွေအစားအသောက်တွေပစ္စည်းတွေမှန်သမျှဘာမှမဝယ်တော့ဘူးပေါ့နော်ဒါသူတို့တွေနဲ့ပတ်သက်ဆက်နွယ်ရမယ့်အလုပ်တွေမှန်သမျှညီမတို့ဘာမှမလုပ်တော့ဘူးဆိုပြီးတော့အဲ့လိုမျိုးလေးညီမတို့လုပ်ဖြစ်ကြတယ်ပေါ့နော်ထောင်အောင်ရောင်းတဲ့ကွာမစားဘူးကွာထောင်အောင်ရောင်းတဲ့မုံနေဟင်းနေမစားဘူးကွာထောင်နဲ့ပတ်သက်တာမှန်သမျှဖြတ်တယ်ကွာငါတို့တက်နိုင်တယ်လို့ဖြတ်မယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးဆုံးဖြတ်ချက်ချကြတယ်ချပြီးတော့ကွန်းနေမုံနေကျွန်တော်တို့မစားဘူးပြီးတော့တိတ်ဆိတ်ဆိတ်နေတယ်အဆောင်ခံဆန္ဒပြတဲ့လူတွေဆိုလို့ရှိရင်လည်းရိုက်ခံပြီးတော့တိုက်ထဲရောက်သွားတဲ့လူမျိုးတွေလည်းရှိတယ်ဒီကျွန်တော်မမေရဆိုရင်အဲ့ဒီကတောက်ကြနေဖြစ်မယ်ပေါ့ဆိုတော့မင်းကြီးဦးစီးပေါ့ထုံဝင်းထိုက်မင်းကြီးဦးစီးထုံဝင်းထိုက်ကကျွန်တော်တို့အောက်ဆောင်တွေကိုလာပြီးတော့ကျွန်တော်တို့အခန်းထဲမှာတော့ပြောတယ်စကားပြောတယ်ဆိုတော့အဲ့ဒီကကျွန်တော်တို့စကားပြောတာဗျာကျွန်တော်ဘယ်တော့မှမမိကျွန်တော်တို့မင်းတို့ပြတ်တက်လိုက်လို့ရတယ်လို့ဟိုအမျိုးမျိုးပေါ့ဗျာကျွန်တော်တို့ချင်းချောက်တော့ပေါ့မင်းတို့ဝိုင်းရိုက်တက်လိုက်မယ်လို့အောင်ငါးကောင်တွေကတနပြင်းတဲ့ရမဟုတ်အကုန်လုံးပြတ်တက်လိုက်လို့ရတယ်လို့အဲ့လိုချင်းချောက်မှုမျိုးတွေကိုကျွန်တော်တို့ဟိုအမျိုးမျိုးလာလုပ်တယ်ပေါ့နော်ကျွန်တော်တို့တခုံးမှပြန်မပြောပါဘူးဘာလို့ပြန်မပြောလဲဆိုတော့ကျွန်တော်တို့လုပ်ချင်တာကျွန်တော်ဆက်လုပ်မယ်အဲ့ဒီတော့ဖြစ်လာတဲ့အကျိုးဆက်အလုံးကိုကျွန်တော်တို့ခံမယ်သူကကျွန်တော်တို့အားလုံးကိုချင်းချောက်တဲ့စကားပေါ့မိုက်ကြီးခွဲတဲ့စကားပြောတာပေါ့လို့တတိရှင်ငါဝန်ထမ်းတွေကိုမင်းတို့မလုံနဲ့ပေါ့တတိရှင်ငါဟိုငါအိမ်ငါရှိကိုပို့လိုက်ငါနာမည်နဲ့အိမ်လေးထားပါမင်းတို့ရေးပေးလိုက်မယ်ကြည်တနတ်တယ်မဟုတ်ဘူးရောင်းနေကြည်စံတော့မဟုတ်ဘူး RPG ပါပို့လို့ရတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးတွေသူကအဲ့လိုချင်းချောက်စကားပြောတယ်ပေါ့မင်းတို့လုံရဲတဲ့ကောင်ဆက်လုပ်ပေါ့ကွာလုံရဲတဲ့ကောင်ဆက်လုပ်ဟိုငါသတင်းကြားတာနဲ့အကောင်မလွယ်ဘူးပေါ့ကွာအဲ့လိုမလွယ်ဘူးမင်းတို့လှုပ်ကြည့်လိုက်အဲ့လိုမျိုးကျွန်တော်တို့
ချင်းချုပ်ပြီးတော့ဗျာအဲ့လိုမိုက်ကြီးခွဲတဲ့စကားမျိုးလူတွေအများကြီးရှေ့မှာပြောရတယ် သူတို့ကျုံးမိန်ပေးလိုက်တာတေချာသွားပြီဆိုတော့ညီမတို့အဲ့ဒီတနင်္လာနေ့ကနေစပြီးတော့တောက်ကြနေဒီတစ်ပတ်လုံးကိုညီမတို့ညနေအဆောင်တန်းပိတ်ပြီးတော့အဆောင်ပိတ်တဲ့အချိန်ဖျားရှိခိုးတဲ့အချိန်ရလို့ရှိရင်ညီမတို့ဒီသူတို့ကိုအမျှဝေမယ်ပေါ့နော်မေတ္တာတော့ရွတ်ပြီးတော့သူတို့တွေအတွက်အမျှဝေမယ်ဆိုပြီးတော့ညီမတို့လှုပ်ဖြစ်ကြရပေါ့နော်အဲ့လိုမျိုးတရက်လှုပ်ပြီးသွားတဲ့အချိန်မှာနောက်ရက်တွေကြလို့ရှင်ဘယ်လိုတွေလှုပ်လဲဆိုတော့ညီမတို့အဲ့လိုမျိုးညီမတို့အကုန်လုံးစုပြီးတော့ဖြူညိုတွေဝစ်ပြီးတော့အကုန်လုံးစုပြီးသွားပြီးအဆောင်ထဲမှာကိုနေရာကိုယူပြီးတော့ဖျားဆက်ရှိခိုးတော့မယ်ဆိုလို့ရှင်ဝန်ထမ်းတွေရောက်လာတယ်ပေါ့နော်ရောက်လာပြီးတော့ညီမတို့အမြဲတမ်း stand by အနေထားနဲ့အသင်းစောင့်ကြည့်နေပေါ့နော်တခုခုဆိုလို့ရှင်ဝင်ရိုက်မယ်ဝင်လုံးမယ်ဆိုပြီးတော့လည်းအဲ့လိုမျိုးတွေလည်းသူတို့ဘက်ကရှိရပေါ့နော်ဒီကိစ္စကိုလုပ်တဲ့သူတွေဒီမှာပါဝင်တဲ့သူတွေအကုန်လုံးစီးရင်တွေမှတ်ထားတဲ့ထောင်မြောင်းတွေပို့မယ်ဘာလုပ်ပြမယ်ညာလုပ်ပြမယ်ပေါ့နော်အဲ့လိုကြီးကြားတယ်ပြီးတော့နောက်ဆက်တွဲဘာတွေထက်ကြားလဲဆိုတော့ဒီတခြားအမှုတွေကိုပြောပြီးတော့ညီမတို့နိုင်ချင်းတွေကိုဝင်ရိုက်ခိုင်းမယ်သူတို့တွေလည်းအကုန်လုံးအစင်သေးရှိနေရပေါ့နော်ဝင်ရိုက်ခိုင်းမယ်အဲ့လိုမျိုးတွေသတင်းတွေထွက်လာတယ်ပေါ့နော်သူတို့တည်ရန်ပေးခြင်းအောင်သူတို့နှစ်ယောက်တည်းတည်ရန်ပေးခြင်းမဟုတ်ပဲနဲ့ကျွန်တော်တို့ပြည်သူတရလုံးတော်လိုင်းရေးသမားတော်လိုင်းရေးလုပ်နေတဲ့ကျွန်တော်တို့ပြည်သူတရလုံးချိန်ချောက်ဖော်ကားလိုက်တာမျိုးဖြစ်ပါတယ်တော်လိုင်းရေးနဲ့သူတို့တွေအသက်ပေးလိုက်ရတယ်အသက်ပေးလိုက်ရတယ်ဆိုတော့သူတို့လူချင်းခဲ့တဲ့အရာကိုကျွန်တော်လုပ်ပေးမယ်လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့အခုချိန်ကြီးကျွန်တော်တို့ဆက်ပြီးတော်လိုင်းရေးကိုဆက်လုပ်နေကြတယ်ရအောင်လဲယူမယ်မရတဲ့နည်းနဲ့ကျွန်တော်တို့ယူမယ်ဒါမှဒါလည်းဒီနေဦးတော်လိုင်းရေးမှာဒီအသက်ပေးရတဲ့ဒီတော်လိုင်းရဲဘော်တွေအကုန်လုံးရဲ့အတိမတ်ပြရတယ်ကျွန်တော်တို့ရောက်မယ်ပေါ့ ကျွန်တော်တို့သူရအောင်လေးယောက်ဖြစ်စေခြင်းခဲ့တဲ့ Federal Democracy ပြည်ထောင်စုကြီးမဖြစ်အောင်ကျွန်တော်တို့အတူဖန်တီးစူးစမ်းတည်ဆောက်သွားမယ်လို့ဒီနေ့ကနေပဲကျွန်တော်တို့ကတိပြုလိုက်ပါတယ်ဒီကောင်လေးရုပ်မာတာဗောနော်ရုပ်မာတယ်စောက်ကြမကောင်းခွေးချင်းကြံတယ်မလှုပ်လိုက်တာလှုပ်တယ်အဲ့တော့သူတို့လှုပ်တာလှုပ်ပြီးသွားပြီကျွန်တော်တို့ဘက်ကဒါကိုမေးပြောက်လို့မရဘူးမေးမပြဖို့ပဲတို့တယ်ကျွန်တော်တို့ဘယ်တော့မှဒါကိုမေးပြမှာမဟုတ်ဘူး23ရက်9လဟာကျွန်တော်တို့ရဲ့အာသာနီးတွေထဲမှာပါတာပဲကျွန်တော်အဲ့လိုပဲခံယူထားပါတယ် နိုင်တဲ့လူတရားချင်းဆိုပြီးတော့စီစံတဲ့သမိုင်းရေးရှင်ကြသလားဟောဒီចောင်းသားမျိုးဆက်ကုန်မှအဲ့ဒီတရားကိုမင်းတို့ရမယ်နိုင်တဲ့လူတရားချင်းဆိုပြီးအမြောက်တင်တဲ့သမိုင်းရေးရှင်ကြသလားကောင်းပြေပေါ်ကမိုးဆက်တဲ့6ခမ်းမှအဲ့ဒီသမိုင်းကိုမင်းတို့ရမယ်တရားနဲ့လူကနိုင်ရမယ်